ပတ်စံကရှားတာခတ်တလောက်သုံးဟိန်ခဏလေးနဲ့ကုံသွားတက်တယ်လို့ခံစားနေရပါသလားရှားတလောက်ပတ်စံမမြဲဘူးဖြစ်နေရင်ဒါဟာကံတရားကြောင့်မဟုတ်ပဲကျမတို့ရဲ့အလေးကျင့်တွေကြောင့်ပါဒီနေ့မီရာပိုက်မှာပတ်စံအိတ်ထဲမှာငွေမြဲစေမဲ့လက်တွေ့ကြတဲ့နီလာငါသွဲကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1ကတော့လိုအပ်ချက်နဲ့အလိုဆန္ဒကိုခွဲခြားပါပစ္စည်းတစ်ခုခုကိုမဝယ်ခင်မှာကိုပြန်မေးပါဒါကတကယ်လိုအပ်တာလားဒါမဟုတ်ခဏတာလိုချင်တာလားတကယ်မလိုအပ်ပဲလူချင်းစိတ်တစ်ခုပဲနဲ့ဝယ်လိုက်တဲ့အသေးမွအသုံးစိတ်တွေကတင်းပတ်ဆက်အိတ်ကိုအမြန်ဆုံးအပေါက်ဖြစ်စေပါတယ်နံပါတ်2ကတော့24နာရီစီးမြင့်ကိုသုံးပါဈေးကြီးရဲ့ပစ္စည်းဒါမှမဟုတ်မစီစဉ်ထားတဲ့ပစ္စည်းတစ်ခုကိုတွေ့လို့ဝယ်ခြင်းစိတ်ပေါက်လာတဲ့အခါချက်ချင်းမဝယ်ပါနဲ့အနည်းဆုံး24နာရီစောင့်ကြည့်ပါနောက်တစ်နေ့ရောက်တဲ့အထိအဲ့ဒီပစ္စည်းကလိုအပ်နေသေးတယ်ဆိုမှဝယ်ပါဒီနီလာကစိတ်လိုက်မှန်ပါသုံးဆွဲမိအောင်အထီရောက်ဆုံးတားဆီးပေးပါတယ်နံပါတ်3ကတော့ငွေအဝင်အထွက်ကိုမှတ်တမ်းတင်ပါဘလောက်ပဲနေတဲ့ပတ်စံဖြစ်ပါစေနေ့စဉ်သုံးသမျှကိုဖုန်းထဲမှာပဲဖြစ်ဖြစ်စာအုပ်ထဲမှာပဲဖြစ်ဖြစ်မှတ်ထားပါဒီလကုန်လို့ပြန်ကြည့်ရဲ့အခါမှာမလိုအပ်တဲ့ဘယ်နေရာမှာပတ်စံတွေအလဟတ်သက်ဖြစ်သွားလဲဆိုတာကိုမြင်သာစေပြီးတော့နောက်လာမှာပိုထိန်းနိုင်လာပါလိမ့်မယ်နံပါတ်4ကတော့ပတ်စံအိတ်ကိုစနစ်တကျထားပါဒါကစိတ်ပညာသဘောလဲပါပါတယ်ပတ်စံအိတ်ထဲမှာဘလို့အတဲ့ပေါင်ချတွေစက္ကူအစုပ်တွေကိုဖယ်ထားပါပတ်စံတွေကိုတက်မိုးအလိုက်စနစ်တကျစီထားပါကိုယ့်ရဲ့ပတ်စံအိတ်ကတက်ရက်နေပတ်စံအပေါ်ထားတဲ့ဒီတည့်ရတက်မိုးထားမှုစိတ်တက်ကလည်းပြောင်းလဲလာပြီးတော့ပို့ပြီးတော့စနစ်တကျသုံးဖဲတက်လာပါလိမ့်မယ်နံပါတ်5ကတော့အရင်စုပြီးမှသုံးပါလူအများစုကသုံးပြီးမှကျန်တာကိုစုတက်ကြပါတယ်ဒါပေမဲ့ငွေနေချင်တော့ငွေရတာနဲ့စုမဲ့ပမာဏဥပမာ10%ဝယ်ဖြစ်အရင်ဖယ်ထားပါပြီးမှကျန်တဲ့ငွေနဲ့လောက်အောင်သုံးပါဒီနီလာငါတင့်ကိုအလျော်အလျောက်ငွေစုမိစေပါတယ်ဒီနီလာငါတွေကိုဒီနေ့ကစပြီးတော့စမ်းကြည့်ပါတင်းရဲ့ပတ်စံအိတ်ထဲမှာငွေတွေတိတိတတ်တာမြဲလာတာကိုတွေ့ရပါလိမ့်မယ်အခုလိုဘဝအတွက်အသုံးဝင်မဲ့ငွေကြေးစစ်ပညာနဲ့ကျန်းမာရေးဘူးတူတာတွေကိုအမြဲလေးလာနိုင်မှုမီရာဘိုက်ကို subscribe လုပ်ထားပေးဖို့မမေ့နဲ့ဦးနော်အားလုံးပဲအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေတင်ရောပတ်စံမြဲအောင်ဘလို့နီလာတွေသုံးနေလဲကိုယ့်ရဲ့လှုပ်ဝက်နီလာလေးတွေကိုလည်းအခြားသူတွေသိအောင်ကွန်မန့်မှာမျှဝေပေးခဲ့ပါဦးနော်ကျေးဇူးတင်ပါတယ်ရှင်